အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာအချစ်နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အချစ်ဆိုတာတစ်ခါလေးမှပျော်ရွှင်ရပြီးတော့တစ်ခါတလေကျတော့လည်းပင်ပန်းရပါတယ်ဒီနေ့မှာတော့လူတစ်ယောက်ကိုချစ်ရတာပင်ပန်းနေသူများအတွက်ရေးသားထားခြင်းပဲဖြစ်ပါတယ်ဘဝမှာအသက်အရွယ်တစ်ခုရောက်လာပြီးလူတွေအများကြီးနဲ့တွေ့ကြုံဘူးတော့ဘသူကိုမှမချစ်ချင်တော့ဘူးချစ်မိရင်ချစ်မိတဲ့သူပဲရှုံးပါတယ်ပြောရတာရှိသလိုပူလောင်တာလည်းရှိပါတယ်ချစ်မှန်းသိရင်အနိုင်ကျင့်ခံရတတ်ပါတယ်ဒီတော့လူတွေပေါ်တန်ရောစင်ပဲထားပါတယ်ကျွန်တော်ကချစ်ရတာထက်တန်ရောစင်ထားရတာကိုပဲပိုသဘောကျပါတယ်လူတစ်ယောက်ကိုချစ်မိရင်သူပြန်ချစ်တာခံကျင်တယ်ကိုကဂယုစိုက်တယ်လို့သူကပြန်ဂယုစိုက်ပေးတာကိုလိုချင်တယ်အမြဲတမ်းသူ့အတွက်ကိုကနံပါတ်1ဖြစ်ချင်နေတာချစ်တော့လိုချင်တာပေါ့တန်ရောစင်ကြတော့ပိုးမိုက်တယ်သူနဲ့ပတ်သက်ပြီးအများကြီးမမျှော်လင့်ထားဘူးသူဘယ်သူနဲ့ရှိနေလဲဘာလုပ်နေလဲကအတိကမကြဘူးသူအဆင်ပြေနေရင်ဝမ်းသာတယ်ပျော်နေရင်ပြီးတာပဲကိုလည်းသူမရှိလို့ဘာမှသိမဖြစ်ဘူးကိုကအဆင်ပြေအောင်ပြောအောင်နေတတ်တယ်သူအဆင်မပြေလဲကိုတက်နိုင်တာကူညီလိုက်တယ်သူ့မှာပြဿနာရှိလာရင်လဲတူတူကူညီဖြေရှင်းပေးလိုက်တယ်ကိုမှစိတ်ညစ်စရာရှိလဲတိုင်မင်တာမျိုးပေါ့သူဟာသူဘာလို့ကူညီပေးမယ်ကူညီနိုင်တာကူညီမယ်တခါတလေအပြင်မှာစုံကြမယ်ရှေးဟောင်းနှောင်းဖြစ်တွေပြောကြမယ်နောက်ပိုင်းအဲ့လိုပဲစိတ်ထားတော့အတော်နေရထိုင်ရတာအဆင်ပြေလာတယ်ကျွန်တော်ကတော့ဘသူ့ကိုမှမချစ်တော့ပါဘူးတန်ရောစင်ပဲထားတော့တယ်တန်ရောစင်ထားတာကတခါတလေထီးကျန်တယ်လို့ခံစားရပေမဲ့လောင်နေရတာထက်တော့အများကြီးအဆင်ပြေပါတယ်လူတစ်ယောက်ကိုချစ်ရတာပင်ပန်းလာတယ်ဆိုရင်အဲ့လူအပေါ်မှာလောဘတွေပိုင်ဆိုင်လိုစိတ်တွေမျှော်လင့်ချက်တွေစတဲ့အရာတွေကိုမထားမိဖို့လိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်